ထိုင်းပြီးသွားပြီဆိုရင်တရသွားကြည့်အောင်နော်တရစရာလို့ခေါ်တယ်နော်တရားဆိုရင်စရာအတန်တုံးမယ်စရာ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 အီစရာ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 အူစရာ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 အေစရာ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 အိုစရာ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 အောစရာ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 အိုဝစရာ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 အီယာစရာ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 အူယာစရာ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 အစရာ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 အမ်စရာအမ်စရာအိုင်ဒီဟာကနှစ်ခုလုံးစရာအိုင်ပဲဒါပေမဲ့သူရဲ့နာမည်အရှည်ကောက်ရှိတယ်ဒီဟာဆိုရင်စရာအိုင်မိုင်းမလိုက်စရာအိုင်မိုင်းမူဝန်ဒါသူနာမည်အရှည်နော်စရာအောစရာအောဒီဟာဆိုရင်ရူအောင်အတန်ထွက်မယ်ရူဒီဟာကျတော့လအတန်ထွက်မယ်လူဒီနှစ်ခုဆိုရင်ရူလူโอเคစာအုပ်လို့ချင်နေဆိုရင်ဒီချင်းတောင်းထဲနေလို့ရပါတယ်နော်